တာထွေးတာတော့ညမှာသူနဲ့ကျွန်တော်နဲ့တွေ့အိုက်ကောင်မလေးကောင်မလေးသူကဘသူလဲဟဲ့သူပေးတယ်မပေါ်တွင်နဲ့ပြေစကားပြောဖို့ကမတော်တွေပဲဟဲ့ဒါကြောင့်ငါရှော့ရှော့နေခဲ့၍လက်ရှော့စင်ပေါ်တွင်နဲ့တွေ့ငါကြိုက်တဲ့ကောင်မလေးကိုငါတွေ့လိုက်ပြီဒါကြောင့်ငါပူတပင်းလိုက်ပြီဆိုတော့သူတို့ကတူတူပဲလိုက်ပြီတူနဲ့နူနူပဲကြိုက်သည်သူတို့ကလည်းဘာလို့ကိုလက်ပြီးတော့မကြိုက်သည်အော်ကြိုက်ပြီငါတို့ကနောက်ကလိုက်ကပြောချင်တာကတော့ဝအိုင်နီဟိုချမ်းဆက်ငမ်းဆက်ဆိုကလူလည်းမငန်းကြောထားတဲ့အိုပါငါတို့ကိုတွေ့ရဆိုမလားဟိုမှာလာနေပြီချိုသားချစ်တတ်တဲ့ကိုလူပြူနာကမလို့သူရန်သူတွေကိုတာမင်းတို့ကိုကြောင်တာကရှိုးနေတဲ့မှောင်ခိုးတွေများမင်းတို့ကတကားကောင်းနိုင်လို့နေပါလေကိုင်လို့မဆောင်လေကိုတော့ချွေရစေမြင်းတွေကိုရှောက်မတန်းနဲ့ရဟက်တွေစီးလို့အမြင့်ကိုရောက်ရင်ပြုတ်ကျသွားအောင်မယ်တော့တောက်ဖက်နဲ့အလောက်မလန်းနဲ့ငါပြောမယ်အလောက်မလန်းနဲ့အမြင့်ကိုရောက်လို့ပြုတ်ကျသွားခဲ့ရင်တော့ဖမ်းပေးပါမယ်မောင်လက်နဲ့ဩဃာတာသူလေးကတကယ်ကိုချောတာပြသူပေးတဲ့ထိုင်ကယောဂရဖက်ရမှာရှင်ကိုဥကိုချသူ့ကိုချသူ့ကိုမခုမလို့ရပါသူ့ကိုမခုလို့ပြုလေတဲ့ကသူနဲ့ပေါင်းဖို့ခုဝေမြမိပုံကွဲ